အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာကြီးစင်ဖြူကျွန်းအောင်သိန်းရေးသားတော့တန်ဒုံလပန်းလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါမယ်ခင်ဗျာဒီဝတ္ထုလေးကိုကျွန်တော်တို့ရဲ့ညီလေးလိမ္မာရင်ကြီးလူအိမ်ဝေးကတောင်းဆိုပေးထားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးလည်းလိုက်ပါနားဆင်ခံစားကြည့်ပါအောင်ခင်ဗျာတန်ဒုံလပန်းအခန်းတီဖျားရှင်ဤသာသနာတော်နှင့်စုံစည်းကြုံကြိုက်ခဲလာ၏လူဘဝသည်လည်းရရှိခဲလာသည်ဖြစ်၏အကျဉ်ရာခဲလာသောလူဘဝ၌လယ်သမားဘဝသည်ရက်တည်နိုင်ခဲ့မွေးလျော်နိုင်ခဲလာသောဘဝပင်ဖြစ်ပေ၏အကျဉ်လယ်သမားလူဒန်းသားတို့ကဆင်းရဲတွင်၌ကြိတ်ခဲတည်ပေ၍ရုန်းကန်ကလူသားတို့အားကြီးမားဆုံးသောကျေးဇူးတရားတို့ဖြင့်ပြုစုနေကြရတော်လေခေါင်းပုံဖြတ်သမားလူညွန့်ခုသမားတို့၏အမဲအဖြစ်ကသာတက်လန်းနိုင်ကြခြင်းမရှိကြသေးပေတစုံတစ်ယောက်ကလယ်သမားတို့၏ဘဝကိုကြိုးမဖက်စေတနာတသက်ဖြင့်ဆောင်ရွက်ပါမည်ဟုပြောလာခဲ့လေတော့တနှစ်လာလဲကျွေးနေတနှစ်လာလဲသေးငယ်လှသောတဲစုံနှင့်သာနေမြဲတိုင်းနေကြရရှာသောလယ်သမားတို့၏ဘဝအားစောင်းငဲ့ကြည့်ရှုမိပြီးတန်တရာပွားလိုက်ကြပေလိမ့်မည်ညင်းညူခြင်းကင်းစင်သောစိတ်စင်ရမြန်မသိသောသဘောပညာမဲ့သောအခြေအနေတို့သည်အကျဉ်ယက်တိနိုင်ခဲလာသောဘဝလယ်သမားတရားဝါတို့အားတွန်းလှုပ်ပေးခဲ့ပေသည်သို့တော်လည်းရှေးကြားလင်းမြင့်စွာဆင်းရဲတွင်နှက်နေရလျင်များစွာသောလယ်သမားတို့သည်ခံစားရသောဘဝအားညှို့ဆူ၍လာကြပေလိမ့်မည်တဲငင်းခံနိုင်စိတ်ကုန်ခန်းလာကြပေတော့သည်ထို့ကြောင့်ပင်စီးပွားရေးဖြတ်လန်းများကိုလိုက်ကြတော့သည်လဲနွားနှင့်ဝမ်းတဘာမြပင်မကြံအောင်ဖဲရိုက်ပြစ်ရှင်ကြက်တိုက်ပြစ်ရှင်အဝေးခက်လက်လက်ကလေးမြပင်မကြံအောင်ဓမြတိုက်ရှင်တို့ကမကျွတ်လွတ်နိုင်သောစင်ရဲတွင်နှမခုံထွက်ကြခြင်းပင်ဖြစ်လေသည်ခါကုန်း၍ခံခဲ့ရသည်မှာကြာမြင့်ခဲ့ပြီဖြစ်သောဘဝမွဲအားမေးပြောက်ရန်တေရည်ဖြင့်ကူစားကြကုန်၏လယ်သမားကြီးကိုစီယိုကကြားရသူတို့အော်ချရလောက်အောင်ကံကိုကိုး၍ကံကိုသာပြစ်ရှာသည်စက္ကမနာလှဲ့လည်နေသောအချိန်နာရီတို့သည်လည်းကိုစီယိုအဖို့အလုတ်ချိန်များသာဖြစ်ကြသည်နောက်ဘဝကမကောင်းခဲ့လို့အခုဘဝမကောင်းတာအခုဘဝမှာကောင်းအောင်နေရင်နောက်ဘဝမှာကောင်းရမှာပေါ့ဟို၍သာတမန်တော်ဘဝ၌တင်မာရေမွန်နိုင်ရန်ကြိုးကြိုးကုတ်ကုတ်လှုပ်၍ရိုးရိုးသားသားနေထိုင်ရှာလေသည်အခန်းနှင့်အောက်ပိုင်းဒေသ၌တဲထန်လှသောမိုးရသည်ဤနှိမ့်နယ်ခြင်းကိုကာကွယ်ရင်းကျို့မြော့အတွေ့ခံ၍အားထုတ်ကြရရှာသောအောက်ဒေသလယ်သမားတို့ဤဆင်းရဲပင်ပန်းချက်ကမိုးခေါင်ရေရှားဒေသမှလယ်သမားတို့ဤပန်းရီနွမ်းနယ်မှုနှင့်စာပါမှဖြည့်သိမ့်ပါသေး၏မိုးခေါင်ရေရှားဒေသဖြစ်သောကိုစေးရိုးတို့နေရာမှာမူဝါဆိုဝါကောင်၌ဖုံတထောင်းထောင်းထနေတတ်သည်မိုးကောင်းသောတောင်ရိုးတောင်ဆွဲများတွင်ပြုလုပ်ထားသောဆယ်များမှပိုးလွတ်လိုက်သောရေကိုအသက်တမျှမျက်နှိုးယူရ၍ယူဆောင်ကြရသည်တဘာဝ၏ထောက်ပံ့မှုကင်းမဲ့သောဤဒေသမှလယ်သမားများအဖို့ထရေးကိုညက်အောင်ထုံ၍မြေဩဇာကောင်းတတ်တဲ့ကောင်းအောင်နွားချေချာခြင်းတို့ကိုသာအားကိုးနိုင်ကြလေတော့သည်အောက်ပိုင်းမှလယ်သမားတယောက်သည်ကိုစေယူရို၏ဒေသသို့ရောက်ရှိတွေ့မြင်သွားပါကမူအော်ဘယ်ဘဝကဝိပါကကြောင့်ဖြစ်ပေါ်လာရတဲ့ဝက်ကောင်လေးပါလိမ့်နော်ဟုကရုဏာတန်ဖြင့်ညီးတွားမိရှာပေလိမ့်မည်ဒီနေ့အဖို့ဒီတဝက်တော့ကြွပြန်ပြီပေါ့ကွာစပားရိတ်ဖို့နဲ့နေဖို့ပဲကြံတော့တာပဲဒီလိုလဲဘယ်ဟုတ်မလဲကိုပါဦးရရှေးဘဝကကုသိုလ်အာကုသိုလ်အဟုန်ကြောင့်ဆင်းရဲရတာပါဗျာတမိုးတွင်လုံးရွှွန့်ပုတ်တမန်းပြင်၌နှစ်ခဲရ၍ရှေးတလုံးနှစ်ဖက်ပတ်ကြားအပ်ပြီးညိုမောင်နေသောကိုပါဦးကအကွက်မပေါ်သောခြီလုံးချီကိုပေါင်ရင်းထိလိတ်တင်ထားရကတင်မြင်ကိုယ်ခွေရင်ရှော့နေသောကိုစီယိုအားညီးတွားပြောပြနေပေသည်အေးလေရှေးဘဝဒါနမျိုးစေ့နေခဲ့လို့ဆင်းရဲရတယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့ငါမိဘလက်ထက်ကလေးကဒီတဲမှာနေပြီးဒီလေကိုလှုပ်လာခဲ့တာအခုသားသမီးတွေတောင်အရွယ်ရောက်ကုန်ပြီ
ငါဆိုရင်မဲမြင်တဲ့ရစားကကုတ်ကုတ်ကက်ကက်ဝယ်ထားရတဲ့ရှက်အင်းကြီးတစ်ထည်ကလွဲပြီးအပေါ်မရှိဘူးအမြဲကိုတုံးလုံးကြီးနေခဲ့ရတယ်အခုလည်းနှအိုကြီးကမခိုင်းနိုင်တော့ဘူးအစားဝယ်ဖို့တော့မပြောနဲ့ကောက်ဆိုင်ခါနဲ့ပြိုးနှုတ်ခတောင်ဘလို့လို့ပေးရမှန်းမသိဘူးအဲ့ဒီတော့မင်းကန်ကလည်းကန်ပဲကန်လွန်းလှတယ်ကွယ်ကိုပါဦးကကြလာတော့တရေများကိုပင်မသိမ်းနိုင်လေရှည်ကြီးဖြင့်ပြောလိုက်ရာကိုစေးရိုးကနွားရည်ထဲမှနေမိသားချော့များကိုနွားရည်ဖြင့်ပတ်၍တိမ်ရင်မှဒါကတော့လေဒါပဲပေါ့ဗျာကျုပ်တို့ခမည်းတော်ဘလောက်ပဲလှုပ်လှုပ်ဆင်းရဲမြဲဆင်းရဲတာဟာကံပဲပေါ့ဗျကံကတော့ကံကျင်တဲ့လောက်ကံမှာပါပဲဆင်းရဲအောင်ဟာဆိုပြီးဘာမှမလုပ်ပဲနေရင်လည်းငတ်မှာပေါ့အခုတော့ဝရိယအကျိုးကိုတော့ခံစားရသေးတယ်မဟုတ်လားဗျဟုတ်ပြန်လဲရှေ့ပလိုက်ပြီးကိုပါဦးအနားမှာလာရောက်ထိုင်ချလိုက်လေ၏အဖေရေအဖေနတ်ရှိကောက်ရိုးမြင်နဲ့ဖုံအလိမ့်လိမ့်နဲ့တထောင်ထောင်ထအောင်လျှောက်လာတော့နွားသုံးကောင်၏နောက်မှလုံကြီးတစ်ထည်ကိုခေါင်းပေါင်းထား၍ဒုတ်တချောင်းကိုကင်ထားတော့အင်းကြီးကျွန်းနှင့်9နှစ်အရွယ်တငယ်ကလေးတစ်ယောက်ကကိုစီရိုးတို့အိမ်ရှိအရောက်တွင်လှမ်းခေါ်လိုက်လေ၏ဟေးဘာလဲဟကိုစီရိုးနှင့်စကားပြောနေသောကိုပါဦးကလဲပြန်ငဲ့ကလှမ်း၍မေးလိုက်၏အဖေနှအိုကြီးဟာအစာလည်းမစားဘူးအိတ်နေတယ်ကိုပါဦး၏သားလေးကရွာစီရိုးမှခြုံနယ်များကိုဆွဲစားနေသောနနတ်အားဒုတ်နှင့်လှမ်းပစ်ရင်းပြောလိုက်ရာအေးအဖေလာကြည့်အောင်မယ်ဟုတ်ကိုပါဦးကပြန်ပြောလိုက်၏ဟေးဟိုနဘူးဟာလဲလန်းကြောင်းမှဖုံများကိုရင်ဘတ်အောက်သို့တဘုံဘုံမိအောင်လက်နှင့်ရက်သွင်းနေသောနတ်တိုးကလေးအားလှမ်းငေါက်ရင်ကိုပါဦးသားကလေးမှာတဖြည်းဖြည်းဝေးသွားလေသည်တော်ပါသေးရဲ့ဗျာထွန်ကျင်ရက်ချိန်တော့ကဘာမှမဖြစ်ပဲအခုမှမမလို့မောင်မင်းကြီးသားကိုကျေးဇူးတင်ရသေးတယ်ရှေကုံလက်ပံကြတာများလားဗျာဒါလဲဒါပေါ့မောင်ဆေးရိုးရာအတက်ကလည်းကြီးလာတော့မဟန်နိုင်ပဲလဲတော့တယ်ထင်ပါရဲ့ကွာမနေ့ညနေတုန်းကပြောင်းရိုးနူကလေးတွေကိုနှုတ်ကလေးဆင်းကြွေးတော့နည်းနည်းပဲစားတကွာနှမ်းဘတ်ခမည်းများနဲ့နေပြီးကြွေးတော့ဖြင့်တော်တော်ကလေးစားသေးတယ်ကွာအခုမနက်မှာပိုဆိုးလာတယ်ထင်ပါရဲ့မောင်မင်းကြီးသားမာပါစေဗျာကစုံနေုံမှစ၍ပြက်တောင်းလှုပ်၍ပေးတတ်သောမြောင်းရည်ကိုအားကိုးပြီးနှမ်းကျဲရန်ထုံရက်ခဲ့ကြရာတော်သလင်းတရင်ကျို့စပားဆိုင်ချိန်နှင့်ကပ်လာသောအခါများမှာမူနွားများမှာရှစ်တောက်ပူသောနေနှင့်ရေထဲတွင်မွန်းတိန်အောင်ထွန်ကြရပြီးညနေပါဆက်၍နှွှဲလိုက်ကြရသေး၏ထွန်လုံးပိတ်ပြီး4-5ရက်အတွင်းတွင်ခမည်းများမှာအစာကိုပင်ကောင်းကောင်းထမစားနိုင်ကြချပဲပင်မန်းသောတံကြောင့်လဲနေကြတော့သည်ကိုပါဦး၏နှအိုကြီးမှာကသွားမရှိတော့သဖြင့်အစာကိုလည်းအပြည့်အကားမစားနိုင်တော့တော့လေတမိုးတွင်လောတနေ့နဲ့ဖြင့်လောက်ကင်ခဲ့ရသေးရာအင်အားဆုပ်ယုပ်ခြင်းနှင့်ပင်မန်းခြင်းတို့စူပေါင်းထောင်းချေကြသောအခါဘုံဘုံလဲရခြင်းဖြစ်ပေသည်ကိုပါဦးကငိုင်းနေရမှသွားတော့မယ်ကွာဟုတ်ပြောပြီးထလိုက်၏ဆေးလေးပါလေးများလဲတိုက်ဆန်းပါဦးကိုစေးရိုးကအတူထရင်အကြံပေးလိုက်၏ဆေး5ပါးကိုတိုက်လို့တော့မဖြစ်ဘူးကွဝမ်းထဲမှာအစာမရှိရင်ပိုဆိုးသွားမှလဲစိုးရင်ရသေးတယ်မျက်စင်းတော့ခတ်ပေးနေတာပဲကောင်းတယ်အခန်းတော်နွားတို့၏ကျေးဇူးကစစ်တွေးကြည့်လိုက်တိုင်းကြီးမားလာကြောင်းကိုတွေ့မြင်ရသိရှိရပေသည်ကဆုံလာမြောင်းရည်စတင်လှော့ကလေးကနှမ်းကျဲရန်ထုံရက်ကြရသည်နှမ်းကျဲရန်မြေမှာစပားဆိုင်ရန်ထုံရက်တကယ်သို့ခံစားခြင်းမရှိလားစိုက်ခင်းအတွက်ထုံရက်ရသည့်အခါတွင်ရေနူးနေသောချွန့်ပြင်ကိုထုံရပြီးဘိုက်အောက်မှရေကလည်းရှေးလန်းလှမ်းလိုက်တိုင်းစွတ်ဆူရခြင်းတို့ကြောင့်တတ်တာခွင့်ရှိပေသေးသည်မိုးတပြိုင်ခန့်ဆုတ်ဖြန်းထားသောပတ်ကြားဟမြေများကိုပြင်းပြလှသောနေချိန်အောက်၌နှမ်းကျဲရန်ထုံရက်ရခြင်းမှာ
တက်တာသောအကွက်ကလေးတစ်ကွက်ကိုမျှရှာဖွေမတွေ့ရှိနိုင်ပေဖိုထိုးသည့်အလားမောဟိုက်နေသည့်ကြမှာထပ်မံခိုင်းစေပြန်လျင်လေတက်နိုင်သမျှတော့ရုံးကန်ကြရသည်တာနှမ်းကျဲ၍အပီပြိုးခင်းကိုဆက်လက်ထွန်ကတဖန်ပြိုးခင်းအပီစိုက်ခင်းခွဲရပြန်သည်မှာတည်င်းကျို့လလဲကြမှာထွန်တော်ပိတ်၍နားခွင့်ရတော့သည်ခရီးချမ်းထက်တွင်တလိမ့်လိမ့်ရွေချားလာကထင်းခုတ်တက်ရခြင်းကုံစီတဲဘူပိုးဆောင်ခြင်းများကြောင့်လည်းတခင်ဤမိဖို့ကြောင့်မှမိခိုးထွက်စေပါသေး၏ဒို့တစေလည်းအလင်းနှင့်အမောင်ငိုခြင်းနှင့်ရဲခြင်းဟူသောဆန့်ကျင်ဘက်တရားတို့၏ယက်တီယာလူလောကကြီးမှလူလောကသားများဖြစ်ကြသောလယ်သမားတို့တွင်လည်းမိုင်မဲသူနှင့်လိမ္မာယဉ်ကျေးသူဟူ၍ရှိကြပြန်ပေရာကျေးဇူးတရားကိုထောက်ထားသိမြင်တတ်သောလယ်သမားတို့ကမိမိတို့၏အားကိုးပြုရာဖြစ်သောနွားများကိုမကောင်းကောင်းကြောင်းကြွေးမွေးယူရ၏နွားများ၏အနေထိုင်ကိုအရေးတကြီးကြီးနှင့်စီးနေသလားဝမ်းရှုပ်သလားစမြုံပြန်ရဲ့လားအမွှေးထောင်နေသလားလဲနေသလားအာယုံပုတ်သလားစသဖြင့်ကြည့်ရှု၍စေဝါတိုက်ကြွေကုသကြပြီးအစမတန်ပင်ပန်းချိန်များတွင်အကောင်းနိုင်ဆုံးရှာဖွေကြွေးမွေးခြင်းဖြင့်ယူရဆောင်ရှောက်ကြပေသည်တဖန်တုံးမောင်မင်းကြီးသားများမမချာချာရှိကြပြီးလောက်ကင်နိုင်ကြပေလို့သာအလုတ်အကင်တွေရှော့ရှော့မောမောနဲ့ပြီးစီသွားရပါပေတယ်ဟုကျေးဇူးတရားများကိုပွားများယဉ်ကျူးကြပေသေးသည်ဒီလိုလူသားများအဖို့ကမိမိခိုင်းစေသောနွားများဤအားနှင့်ဟွန်သည်မညီမျှခိုင်နှင့်ကြုံကြိုက်လာပါကဟေးတားကြီးကြိတ်လိုက်စမ်းကွဟို၍တမျိုးဒါမှဖေ့သားကြီးကွငါသားကလေးကလိမ်မာပါတယ်ကွာဟို၍တသွဲကြောကိုနှင်တန်းနှင့်ပုတ်ခါဖြင့်ရှော့မော့ခိုင်းစေကြတော့လေလူမိုင်မဲတို့ကတန်ချွန်ဖြင့်စောင့်၍ထိုးပြီးလွှဲကတအားရိုက်နှံ့ကြရာအရေးများအလွှားလိုက်ကြွာကြကုန်တော့သည်တခါလဲမချူမလသတင်းများကိုကြားကြရတတ်သေး၏အဆုပ်ကိုရိုက်မိသဖြင့်ဘုံကနေလဲကျတေဆုံးသွားခြင်းဖင်ထဲကိုနှင်တန်းကျွန်းပြီးတေဆုံးခြင်းများဟူသောရင်ထုမနာကြားရချက်အတွက်ခွေးလိုမိုင်မဲသောလူဟုဆဲဆူသမုတ်ခြင်းခံရပေသည်ဒီလိုလူသားမျိုး၏လက်ထဲမှနွားများမှာသေးအဆူရှေးအပေပေထားခြင်းဖြင့်အိတ်ကောင်းခြင်းလည်းမအိတ်ကြရစားခြင်းစားမစားခြင်းနေဟူသောသဘောနှင့်ပြက်စရခတ်ထားပြီးလျင်အစမတန်ဝင်ကိုမတဲပိုးနိုင်ကောင်းလားဟု၍လေရုပ်ရန်ကြမ်းတမ်းစွာဆဲဆူပုတ်ခတ်လိုက်ကြသေး၏ကျမ်းမာသည်မကျမ်းမာသည်ဟုလည်းဂယုမဆိုင်သေသွားလျင်ကင်၍တသွဲဖုတ်၍တနီးချက်၍တဖုံစားမြို့ရန်ကိုသာအားခဲနေကြသောလူရုပ်လူမိုက်တို့သည်လည်းလူလိမ္မာများနေတူများပြားစွာရှိကြရှိ၏ဖះကဲဖះတကကြီးအလုပ်တွေရှိသေးတယ်နွားနှင့်လဲသမားတမပတ်၌တည်င်းကားများဝင်စားနေခိုက်တွင်မကြီးတန်ကသမုတ်တရားတမိုက်ခွဲအတွက်လာရောက်လှုံ့ဆော်လိုက်မှရဆိုင်သွားတော့သည်ထလက်တော့ဘာပြူးကြောင်လုပ်နေတာလဲဟေးအေးရှိပါသေးသည်မနေ့တုန်းကအကျန်းပုတ်ထားသောအိုးများမှာအဝိဆိုအုပ်ထားလျက်ပင်ရှိပါသေးသည်သမီးကြီးနှင့်သားကလေးမှာနွားစာအတွက်မျက်ရိပ်သွားနေကြရာမကြီးတန်ထမင်းရှက်နေခိုက်တွင်ကိုစီယိုကရှွန်နှင်းနေရမှရှွန်နှင်းအပြီးတွင်ကိုပါဝူ၏စကားရေရင်ကြောဝဲမျောပါနေလိုက်မိခြင်းဖြစ်သည်အောက်မှအဝေးခုခံ၍အပေါ်မှလက်ခတ်ကြီးဖြင့်ပုတ်ပေးရမှဖင်ဘက်မှပိတ်သွားပြီအိုးမှလည်းတဖြည်းဖြည်းပါလျာသွားလျင်အဝိဆိုးများဖြင့်အုပ်ဆိုင်၍ထားလိုက်၏အိုးအကျန်းထဲများကုံသွားလျင်ပုတ်ပြီးသားအိုးများကိုဒုတိယံပြီးပါလျာလာအောင်ရှောမွေလာအောင်ပုတ်ရပြန်သေးသည်ယခုမကြီးတန်ပုတ်နေသောအိုးများမှာတတိယအကြိမ်မြောက်အဆုံးသတ်ပုတ်ခြင်းပင်ဖြစ်သည်အနှဲငယ်ခွာ၍ထားသောလက်ခတ်ပါကလေးဖြင့်ကိုစီယိုကအလျှော့သက်ပုတ်ပေးသောအိုးများကိုမကြီးတန်ကပန်းခတ်ကလေးများအရှိတ်များလှိုင်းတွန့်များထွင်းထားသောလက်ခတ်ဖြင့်အပိသက်မောမှန်လိုက်တော့၏
ကိုစီယိုကအိုးကိုလှဲ့ကပတ်ခါလက်ခတ်ဖြင့်ပုတ်လိုက်အနားကြီးရေခွက်ထဲသို့လက်ခတ်ကိုနှစ်ပြီးပြန်ပုတ်လိုက်နှင့်လုံနေရမှာလက်ခတ်ကိုရေခွက်ထဲတွင်ထည့်ထားလိုက်၍ပြောင်းဖူးဘက်စစ်လိတ်ကိုကောက်၍ပါဇက်ဖြင့်တိပြီးမြင်းမြင်းကလေးဖွာလိုက်၏ပြီးမှမိခိုးများထွက်လာအောင်ရှူလိုက်ပြီးစစ်လိတ်ကိုအသာချ၍လက်ခတ်ကိုကောက်ခါတပတ်ပတ်နှင့်ဆက်လက်၍ပုတ်လိုက်ပြန်ပါ၏မကြီးတံကအနီးရှိရေခွက်ထဲသို့လက်ခတ်ကိုနှစ်ထားလိုက်ပြီးတဲပြင်သို့လဲတဆန်းဆန်းနှင့်လှမ်းမြော်ကြည့်နေသည်စာတန်ပေတန်နှင့်စီပင်တိုက်မြိုက်မှုတို့မှရွင်းသုံးစားပြုလာပြီးဖြစ်သောရွာဦးเจ้าကိုကြီးမှာခတ်သက်တဲ့များစွန်းစားခေါင်းလောင်းထိုးတန်သည်တိုက်ခတ်နေသောဆောင်းလေပြေအားစန့်ကျင်စံတက်၍ထွက်ပေါ်လာ၏ပစ္စည်းလေးပါးတို့ရှားပါလာသည်နှင့်အမျှအချံရံတို့သည်လည်းဖဲကျင်ကုန်ကြပြီဖြစ်ရာတကောင်နှစ်ကောင်မြသောခွေးဥတန်တို့သည်သာလျှင်ခေါင်းလောင်းတန်အားဖတ်ပြန်၍ထွက်ပေါ်လာပေသည်ကြီးတန်ရခလေးတွေလည်းနေမြင့်လာကြည်လားဟာလာပါလိမ့်မတော်အောက်ကျင်းကိုဆင်းရိပ်နေကြလို့ဖြစ်ပါလိမ့်မယ်မကြီးတန်ကထိုင်နေသည့်နေရာနှင့်အလှမ်းဝေသောအိုးများကိုအตาအယာရွှေ့ယူပုံထားရင်စုတ်သက်ညင်းညူကခါးကိုဖိနှိပ်ရင်ထိုင်ချလိုက်ပြီးရှာထားသောဆေးဘောလိတ်တို့ကိုကောက်ယူမိညှိ၍နှုတ်ခမ်းတစ်ခုကိုဆုလျက်ဖွာလိုက်လေ၏ပြောင်းဖူးဘက်ဆက်လိမ့်မှမိခိုးတို့သည်တွင်နွဲ့ရှက်တန်း၍လူးကာလွန်ကာနှင့်တဲအမိုးထိပ်ဘက်ကြားသို့တိုးဝင်သွားကြသည်ဖွာလက်စဆေးဘောလိတ်ကိုတယိုတသေးရှာထားလိုက်ပြီးကုန်း၍ထရင်မှကိုစီယိုကမိတန်းလိုက်ပေသည်မကြီးတန်၏ဘေးပတ်လည်မှပန်းခတ်ပန်းွယ်လှိုင်းတွန်းအရှိတ်အကွန်တို့ဖြင့်ဝင်းကြွားချောမောနေသောအိုးများကိုတလုံးစီပွေပိုက်ခါတဲရှိကွက်လက်ရှိနေပူပြင်သို့ထုတ်လှမ်းနေ၏အခန်းလေးအမေရေအမေရေဟောခလေးတွေပြန်လာပြီဟေးဘာတော့ဟာတားကလေးပါငိမ့်ကရွှေတန်အရွှဲသားနှင့်ပြေးဝင်လာသည်မကြီးတန်ကပုတ်လက်ဆအိုးနှင့်လက်ခတ်ကိုရှာထားလိုက်ပြီးစီးကြိုရင်လူကလေးတို့ပြန်လာကြပလားမိန်းကလေးကဟုလှမ်းမေးလိုက်သည်ပါပါတယ်အမေရဲ့နွားတွေကိုရွှေ့ချီနေတယ်ဟုတ်ဖြေရင်ဘာငိမ့်ကရွှဲဆူနေသောရွှေတီရွှေပေါက်များကိုပစိုးနှင့်တုတ်ကာထိုင်ရှာလိုက်၏အမေအမေအမေဘာငိမ့်ကဆေးဘောလက်ကြီးတထောင်းထောင်းထအောင်ဖွာနေသောမိခင်၏မျက်နှာကိုမော့ကြည့်ရင်ဆက်ခါခေါ်နေသည်ဘာလဲလူလေးရဲ့ခေါ်လာကြည်လားထမင်းစားလာပလားအမောပြေမှစားတာပေါ့နော်လူလေးအမေဟုခေါ်လိုက်လျင်ဆက်ကမဆိုင်ဟေးဟုပြန်ထူးလိုက်မှဘာငိမ့်ကကြိုက်သည်ဒုံမိုးကြောင့်ပင်ဇက်တိုက်ခေါ်နေခြင်းဖြစ်သည်အမေဘာဟင်းချက်လဲဟင်ဘာငိမ့်မှာ15နှစ်သားပင်ရှိပြီဖြစ်တော့လေခလေးစိတ်ကမကုန်သေးအငယ်ဆုံးဖြစ်သောကြောင့်လည်းအလိုလိုက်သည်အလိုလိုက်သောကြောင့်လည်းတစ်ခါခလေးလိုရွှဲတက်နှွဲတက်သေးသည်ငရုတ်သီးနဲ့အမဲကြောက်ချက်ထားတယ်လူလေးရဲ့အဖေအမေကောသမီးကြီးချောစိန်ဤမေးတန်နှင့်အတူအထဲမှာရှိသားပဲဟိုတော့အိုးလန်းနေသည့်ကိုစေးရိုး၏ဖြေတန်တို့ကတဲတွင်သို့ဝင်ရောက်လာသည်အမေမကြီးတန်ကပြန်လဲမထူပဲသမီးအားမော့ကြည့်၏အမေကလည်းမထူဘူးအိုးဘာလဲမင်းကလေးရဲ့ခေါ်လာကြည်လားဘာလဲပြောစမ်းဘာမှမဟုတ်ဘူးအမေကမထူးလို့အမှန်ပါအမေဟု၍ခေါ်ငင်လိုက်ရခြင်းကအဘဲမြအရသာရှိ၍အသေးထဲမှာဘလောက်အေးမြသွားသည်ဆိုတာကိုတော့တိုင်းထွာခိုင်းနှိုင်း၍ရေးဖွဲ့ခြင်းကမစွမ်းတာပါပဲတားရဲ့သမီးရဲ့ဟုသောပြန်လဲခွန်းတုံတန်ကရောအဘဲမြရှိုးမြိန်လေးနဲ့လှပါသည်ဟုခိုင်းနှိုင်းသုံးဖွဲ့နှိုင်းကြပါသလောအခန်းကအဖေဟေးကျမတို့လဲလေဒဇင်ကိုင်းနတ်ပြည်မှုတွေထွက်တော့မယ်အဖေရဲ့ဟေးဟုတ်လားလဲတွေတဲမှာရောရေရှိရလားရှိပါတယ်ထိတ်ဆုံးလဲကွက်ကြီးမှာကစင်းတွေတောင်ရေချမ်းနေတို့ဖောက်ခဲ့ရသေးတယ်
ထို့သောဖယင်းနှင့်သမီးစကားကောင်းနေရသောအာယုံဆိုင်နေသောမကြီးတန်အားတားငယ်ဘာငိမ့်ကအမေဟိုမော၍ခေါ်ရင်ပေါင်ကိုတပတ်ပတ်ပုတ်နေသည်ဟေးဘာလဲကွာလူလေးရခဏအမေကျွန်တော်နဲ့အမလေးမျက်ရိပ်အပြီးမှာမောကလည်းမောရေကလည်းဆာဆာနဲ့မြောင်းပေါင်ဘေးမှာမျက်ထုံးကိုအသာချပြီးတောက်ရည်တောက်လို့ရအောင်လို့မြောင်းတဲ့အစင်အမိုက်တွေဖယ်ပြီးရေတောက်မယ်လို့ရေကိုလည်းလက်ခုပ်နဲ့ခတ်လိုက်ပါရောအမေခွေးတွေကောင်ပုတ်ကြီးကလည်းပြုံးကနေရှုံွယ်ကနေထွက်လာပါရောဗျခွေးကြီးကဗျာအမွှေးတွေကလည်းမရှိတော့ဘူးခွေးလို့ဖင်ဘူးတောင်းကြီးလည်းထောင်လို့ဗျာတခါတည်းအမလည်းကုန်းပေါ်တက်ပြေးပြီးအန်လိုက်တာအမေကျွန်တော်ကလည်းကုန်းပေါ်ကနေရီရတာအိုးတွေကိုနာပါရောလားအမေအိုးတော်ပါတော့မောင်လေးနှလုံးနာလုံးလို့ပါပြောရအောင်မယ်မင်းအဖေပေါ့တနေ့တော့ထမင်းစားပြီးမင်းတို့လိုပဲမြောင်းနဲ့ဆင်းပြီးရေပေါ်ကအမိုက်ကလေးတွေကိုလက်နက်ဖက်နဲ့ရက်ပြီးငုံလဲတောက်လိုက်ပါလေရောလားတားရဲ့လာလူရှိတုံးကြီးမျောလာလိုက်တာကြပြကြရမောလိုက်လို့တာပေါ့မျက်ခွက်နဲ့မတိုက်တော့တဲ့ငါ့ကိုပြန်ပြီးပြောပြလို့ကြည်လိုက်ရတာကွာသူကတေးသေးချာချာများတောင်လိုက်ပြီးကြည်နေလိုက်သေးတဲ့ရှိတုံးကငရုတ်သီးဖက်ကြီးတဲ့အံ့ပါလူလေးရဲ့သူ့မို့မယုံမရှာတေးသေးချာချာလိုက်ပြီးကြည်နေသေးတယ်ဒါပေမဲ့ရှိတုံးကြီးလည်းလွန်သွားရောဒီရေကိုပဲပြန်ပြီးတောက်ရတော့တာပေါ့တားရဲ့အိုးအမေကလည်းစားကနေတောက်ခံနေကြမှာလေသမားဘဝနဲ့အိုးလုတ်သမားဘဝကိုရှင်ဆက်ကျင်လည်နေကြရတော့ကိုစီယိုးတို့မိသားစု၏အသွင်ကအေးချမ်းစိတ်ငြိမ်လှပါ၏သို့တော်ရင်တွင်၌လှုပ်ရွနေသောတောကဝေဒနာကိုအပြင်မှငေးမောတွေးတောမှုဖြင့်ဖုံးအုပ်ထားချသောကိုစီယိုး၏စိတ်တဝေဒနာကိုတောင်းယူခံစားကြည့်လိုက်ပါမူပင်မန်းချင်းတို့ထံကဲလျက်ရှိသည်ကိုတွေ့ရပေလိမ့်မည်ဟုတ်ပါသည်အိမ်တော်တစ်ခုမှာအကြီးအကဲတစ်ယောက်၏ကြောင်းကြတောကများမှာသေးငယ်သည်ဟုမရှိနိုင်တမီးကြီးချောစိန်၏နှပေါင်းမှပြောင်းဖူးဖက်လိမ့်နှင့်တင်ငန်းမရှိနိုင်သေးသောတားကလေးအားကြည်ကမောပန်ခဲရခြင်းများကလည်းမရေတွက်နိုင်တော့ပါပေတဲထန့်သွားမှုတ်ထုတ်လိုက်ရသောတပ်ပြင်းများကိုလည်းအကြိမ်ကြိမ်ရှာခဲ့ရပေါင်းများလာရှိပြီဟောနွားတွေလုတ်ကုန်ပြီတားငယ်ဘာငိမ့်ကပြောဆိုထားပြေးလေသည်နွားများမှာအလုံးမလုံးရပဲအငိမ့်စားရနေပြန်တော့လေကျိုးညောင်ပြီးခုံပေါက်စော်မျိုးရာမှာကျိုးပြက်၍လွတ်လာကြခြင်းဖြစ်လေသည်ဟာဒီနွားတွေအမေရေအိုးတွေကွဲကုန်ပြီအောင်မလေးကုန်ပါပြီတော့ကုန်ပါပြီမကြီးတန်ကရင်ကိုထု၍တဲရှိသို့ပြေးထွက်သွားရာကိုစီယိုးကလည်းနောက်မှထက်ကျက်လိုက်ပါသွားလေသည်ချွန်စည်းမြေဘဝမှာအစင်းစင်းအလီလီကင်တွယ်တွန်းလှုပ်ခဲ့ရသောလောက်အားများမှာမြေကြီးဘဝသို့ပြန်လဲတက်ချောသွားကြလေပြီစောကမှကိုစီယိုးကိုယ်တိုင်ယူရကင်တွယ်နေလန်းခဲ့သောအိုး90ခန့်မှာ20လောက်ကကွဲကြည်သွားကုန်ပြီအိုးတစ်လုံးကိုတမတ်ဆိုလျင်9ချက်ဖိုးမြတာထိုက်မီဖြစ်တော်လေဒီ9ချက်ဖိုးကိုစီယိုး၏ခန္ဓာကိုယ်ထဲမှအသွေးအသားတို့ကိုအဘဲမြစုပ်ယူဝါမျိုးထားပြီးပြီလေဒီ9ချက်ဖိုးကမကြီးတန်၏ခါကိုအခါခါကြိုက်ခဲစေခဲ့ပြီးပြီရင်မှအကြိမ်ကြိမ်အောင်စေပြီးပါပြီအမှန်မှာတော့ကိုစီယိုးတို့၏သွေးထူးနှင့်ချွေးဆိုင်တို့ကြေမွသွားခြင်းသာဖြစ်ပါသည်သူတို့အဖို့လက်တက်ဖြစ်တတ်တော့နှင့်မဖြစ်ပေါ်နိုင်သောဒီတန်ဖိုးအားကြေကွဲစွာတာမိပေလိမ့်မည်ဒီကောင်မလေးကနွားတွေကိုခိုင်အောင်မရှိဘူးထင်တယ်မိန်းကလေးကိုသွားမှန်ပြန်မလားကြီးတန်ရနွားတွေကိုကကျိုးညောင်းလို့ခုံပေါက်ပြီးကျိုးပြက်ပြေးတာပါဟာမွန်တဲလို့နေအောင်အောက်ဝဲကိုစီယိုးရီတို့ဤလောက်အားကပန်တူမိခင်ဤရင်ခွင်တို့ပြန်လဲခိုးဝင်ရန်ဥလက်နေကြရမှာသူတို့တခင်ကိုစီယိုးအားမလှတော့အတွင်မပြေဖြစ်သောရုပ်ဝါဖြင့်မရှိတင်ကဲနှုတ်ခွန်းဆက်နေကြလေပြီစင်ဖြူကျွန်းအောင်သိန်းသွေးတောက်မဂဇင်း
1954ဇန်နဝါရီဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာကြီးစင်ဖြူကျွန်းအောင်သိန်းရေးသားတော့တန်ဒုံလပန်လို့အမည်ရတဲ့ဝတ္ထုတိုလေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီဝတ္ထုလေးကိုဖတ်ပြတင်ဆက်ပေးဖို့တောင်းဆိုပေးတဲ့ကျွန်တော်တို့ရဲ့ညီလေးလိမ္မာရင်ကြီးလူအိမ်ဝင်းနဲ့နားဆင်အားဖြည့်ပေးခဲ့ကြတဲ့ညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာညီကောင်မောင်နှမများအားလုံးကိုယ်စိတ်နှပါရွှင်လန်းချမ်းမြေ့ကြကဘေးရန်တွေရဲ့အတွေ့အကြုံမှကင်းဝေးကြပါစေခင်ဗျာ